Hello, welcome back everyone. Cyber tutorial 12. ဒီ tutorial မှာကျွန်တော်တို့ previous tutorial က knowledge တွေစုပြီးတော့အားလုံးနဲ့ဆိုလို့ရှိရင်တကယ် VLSMD တကယ် real ပေါ်မှာဘယ်လိုမျိုးအလုပ်လုပ်တယ်ဆိုတာကိုကျွန်တော်လေ့လာကြည့်အောင်။ဒီကျွန်တော်တို့လည်းကျွန်တော်တို့သိခဲ့တဲ့ basic networking tutorial လေ့လာတော့ country IP block တွေတနိုင်ငံမှာသူတို့ရဲ့ကိုယ်ပိုင် IP block IP segment တွေပိုင်ကြတယ်။ Okay အဲ့ဒီသူတို့တယောက်ဒီနိုင်ငံတစ်ခုနဲ့တစ်ခု communicate လုပ်ဖို့ဒီအပြင်ပြောလို့ရှိရင် IP subnet IP segment မတူတဲ့ IP တွေကို communicate လုပ်ဖို့ကျွန်တော်တို့ဘာ device တွေသုံးရမလဲဆိုရင် router ဆိုတဲ့ device တွေသုံးရမယ် okay router ဒီ device တွေrouter symbols ကဒီမျိုး surviving ဆိုပြီးခေါ်ခြင်းပြပြီးတော့အဲ့ device တွေသုံးတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်မှာဆိုရင် router ROUTE ရ router okay router A B C D E F G ဆိုပြီးကျွန်တော်ရှိတယ်ပြီးတော့အဲဒီကောင်က internet ကိုပေါင်းဟုတ်ပြီနော်အဲ့တော့ကြည့်ကြည့်အောင် okay အဲ့တော့ဒီ router D မှာဆိုရင် तू ကနေပြည်တော်နိုင်ငံတိုင်းတို့တတ်မှတ်လိုက် example တစ်ခုပေါ့နော်သူ့ရဲ့ segment ဒီ 10.254.32.0/19 သူကဒီသူ့မှာပိုင်းတဲ့ segment IP segmentပိုင်းနေဒီကောင်လေး 10.254.64.0/19 okay 19ဆိုရတဲ့ပြင်မှာကြာရဆိုရင်ဒီ segment မှာကြာအဲ့ဒါကိုပြီးပြီးသား okay အဲ့အတွက်ဒီတခုသူ့မှာဆိုရှင်ဒီ32ပိုင်းရှိတယ် right okay ဒါကျွန်တော် previous tutorial မှာတော့ချိန်ညက်ခဲ့ဖို့လိုတယ် okay အဲ့တော့ तू ကဘာလဲဆိုရင် तू က तू ပိုင်တဲ့ 10.254.32.0 ကို तू က router B ကို तू ကပြောမယ် okay तू ကလည်း 10.254.64.0/19 ကို router B ကိုပြောမယ်အဲ့ router B ကဘာရောက်သွားလဲဆိုရင်10. router B မှာဘာသိသွားမယ်ဆိုရင် router B ကသိသွားပြီ okay 10.254.32.0 ကို तू သိမယ်နောက်က 10.254.64.0 ကို तू သိမယ် okay အဲ့လိုနဲ့ maybe တခြား router ရှိရမယ်အဲ့လိုမျိုးတစ်ပြေးနေကြည့်ကြမယ် 10.254. maybe like 192.0 ကို तू သိမယ်အဲ့တော့ router B ကဘာလုပ်မလဲဆိုလို့ရှိရင် 10.254.32.0 10.254.64.0 အဲ့ဒီဟာတွေအကုန်လုံးတော့ပေါင်းပြီးတော့ဘာ router A ကိုတော့ဘာ summarize လုပ်ပြီးတော့ဘာပြောလိုက်မလဲဆိုလို့ရှိရင် okay 10.2 sorry 10.254.0.0/16 လို့ပြောလိုက် okay အဲ့တော့ဘာသိရလဲဆိုရင် router A ကသိသွားမယ် okay router A ကဘာသိလဲဆို okay 10.254.32.5 ကိုတွားခြင်းလဲဆိုလို့ရှိရင် router A ကကြည့်လိုက်မယ် 10.254.32.5 ဆိုရင် 32.5 ဒီထဲမှာရှိတယ်အဲ့တော့ तू ကဘယ်သွားလဲ router B ကိုပို့လိုက် router B ကကြည့်လိုက်တယ် router B မှာ okay 10.254.32.060 32.5 ဒီထဲမှာပါတယ်အဲ့တော့ तू ကဒီကိုသွားမယ် okay အဲ့လိုနဲ့သူတို့လိုချင်တဲ့ destination ရောက် alright အဲ့ဒါဒီဘက်ကနေပြီးတော့အဲ့ router A ကဘာသိနေဆိုရင် 10.254.0.0/16 နဲ့တော့မှတ်ထားမယ် okay router B ကကျတော့ဒါလေးပဲမှတ်ထားမယ် router D ကကျတော့သူ့ကိုကိုယ်ပိုင်တကယ်ဟောတယ်ဟုတ်ပြီအဲ့ဒီဘက်တစ်ချမ်းကိုကြည့်ကြည့်အောင်ဒီဘက်တစ်ချမ်းမှာဆိုရင် router F နဲ့ G router F မှာဆိုရင်ကျွန်တော်ကပါတယ်ဆိုရင် 10.1.1.32/27 okay 1.1/64/27 96/27 128/27 maybe like 160/27 ပြီးလို့ရှိရင် 192/27 okay အဲ့လို network ကို subnet တွေပိုင်းအဲ့ဒီအရာကို summarize လုပ်ပြီးတော့ तू က router C ကိုပြောမယ်ဆိုလို့ရှိရင်တကြောင်းနဲ့ summarize လုပ်ပြီးပြောမယ်ဆိုရင်ဘာပြောလိုက်မလဲဆိုရင် 10.1.1.0/24 ဟုတ်တယ်မလားအဲ့တော့ 1.1.0/24 ဒီဒါတွေအကုန်လုံးပါတယ်လေအဲ့တော့ F က router C ကိုပြောလိုက်မယ် 10.1.1.0/24 သူ့အဲ့တော့ router C ကတည်တယ်ဟိုဒီဟာတွေ segment တွေရောက်ချင်တဲ့သူကဒီဘက်ကိုသွားလိုက်အောင်မယ်ဒီအကြောင်းနဲ့ကဒါတွေအကုန်လုံး cover ဖြစ်တယ် okay အဲ့တော့ဒီဘက်မှာဆိုရင်ရောဘာပြောမလဲ router G ကနေ router C ကိုဘာပြောမလဲဆိုရင် 10.1.2.0/24 right အဲ့လိုပြောလိုက်ဟုတ်ပြီနော်အဲ့တော့ router C ထဲမှာပါအဲ့တော့နောက်တစ်ခြား router လေးရှိရမယ် 10.1.3.32 4.32 အဲ့လိုနဲ့အများကြီးရှိမယ် router လေးအဲ့ router C ထဲမှာဘာတွေသိနေဆိုလို့ရှိရင် router C က 10.1.1.0/24 10.1.2.0/24 10.1.3.0/24 အဲ့လိုနဲ့
10.1.254.0/24 အဲ့ဒါတွေအကုန်လုံးတည် okay ဟုတ်ပြီအဲ့တော့ C ကနေပြီးတော့ E ကိုတစ်ကြောင်းလေးနဲ့ပြန်ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲ 10.1.00/16 ဟုတ်ပြီနော်သူအဲ့လိုမျိုးနဲ့သွားမယ်ဟုတ်ပြီအဲ့တော့နောက်တော့ A ရပါသေးတယ် 10.1.0.0/16 10.25.0.0/16 maybe သူ့မှာတခြား branch တွေရှိမယ်10.1.2.0.0/16 ကိုလာမယ့်ဟာလေးရှိမယ်ဟုတ်ပြီနော်အဲ့ तू က internet ကိုဘယ်လို summarize လုပ်ပြီးတော့ထပ်ပြီးတော့ပြောမယ်ဆိုရင် internet ကို तू ဘယ်လို summarize လုပ်လိုက်မလဲ 10.0.0.0/8 okay ဒီဘက်မှာရှိတဲ့လူတယောက်ကသွားခြင်းနဲ့ဆိုရင် 10.1.2.200 ကို तू ကသွားမယ် 10.1.2.200 ကို तू ကသွားခြင်းနဲ့ဆိုရင် A တော့ကြည့်လိုက်တယ် okay router A ထဲမှာကြည့်တော့ router A က 10.1.2.200 ဒီဘက်ထဲမှာပါမလဲ 10.1.250 10.1.2.200 okay ဒီဘက်ပိုင်းဒီလိုဆင်းသွားလိုက် 10.1.2.200 ကဘယ်မှာရှိနေ okay ဒီကြည့်လိုက်တယ် 10.1.1.0/24 10.1.2.200 ဆိုတော့ 10.1.2.200 ဒီဘက်ထဲမှာရှိပြီးသွားတယ်အဲ့မှာ 10.1.2.200 ကိုသူလိုက်ရှာတယ်ဒီမှာမတွေ့ဘူးဒီမှာမတွေ့ဘူးဒီမှာမတွေ့ဘူး okay 10.1.2.200 okay ဒီလိုနဲ့ကျွန်တော်တို့ CIDR VLSM ကျွန်တော်တို့သိရမယ်နောက်က SuperNet တကယ်ဖြင့် aggregation summarization okay summarize လုပ်ပြီးတော့တွားတဲ့ဟာတွေသိရမယ် okay ဒီ tutorial 1 to 12 ကအရန်ကိုအရေးကြီးတယ် network engineering ရဲ့လုံးဝအခြေခံလုံးဝအစ alright so နားမလည်ဆိုရင်တေချာထပ်ခါလောက်ပြင်ကြည့်ပါ submitting VLSM ကိုတေချာကျွမ်းကျင်အောင်တွက်ထားဖို့လိုပါတယ် okay alright thank you very much everyone and see you in the next tutorial